sale report တွေပေါ့နော်ဒီတနေ့တာရောင်းအားတွေဘာတွေစရင်းချုပ်တွေကိုဘယ်မှာကြည့်လို့ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြပေးသွားမယ်ကျွန်တော်တို့ကဒီမှာ report ဆိုတဲ့ဟာလေးရှိတယ် sale အောက်မှာပဲ report ဆိုတာလေးရှိတယ်report လေးကိုဖွင့်လိုက်ပါဒီထဲမှာဆိုရင် sale report ရှိတယ်အဲ့ဒီ sale report ထဲမှာတွားကြည့်လို့ရပါတယ် sale report ထဲမှာဆိုရင်မိတ်ဆွေအနေနဲ့တနေ့တာကိုဘယ်လောက်ရောင်းတာရလဲဆိုတဲ့ဟာလေးကိုအသေးစိတ်ကျွန်တော်တို့ graph လေးတွေနဲ့ပြထားတယ်ဒါအပြင်မှာအဲ့လိုမျိုးနေ့စဉ်ရောင်းအားလေးတွေကိုလည်းဒီမှာလာကြည့်လို့ရပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ဒီမှာတစ်ခုပြန်ထပ်ပြောပြဖို့လိုတာကဘာလဲဆိုတော့ gross sale နဲ့ net sale နဲ့အဓိကကွာခြားချက်လေးကိုကျွန်တော်ပြောပြပေးပါမယ်gross sale ဆိုတာကတော့မိတ်ဆွေအနေနဲ့လောကကိုမှရောင်းလိုက်ရတဲ့ဟာတွေပေါ့နော်ရောင်းလိုက်ရတဲ့ဟာတွေဒီထဲမှာဆိုရင်discount တွေလည်းမနှုတ်ရသေးဘူးrefund တွေလည်းမနှုတ်ရသေးဘူးပေါ့နော်မိတ်ဆွေရဲ့ဆိုင်က discount ပေးနေဆိုရင်ဥပမာ9000 customer 9000ဝယ်တယ်ဒါပေမဲ့1000ကိုတော့ discount ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဆိုရင်discount တွေ refund တွေပေါ့နော် customer ကလည်းပစ္စည်း1000ဖို့ပြန်လာအပ်တယ်ဆိုရင်တကယ်ရောင်းလိုက်ရတာမိတ်ဆွေက3000ဖို့ပဲရောင်းလိုက်ရတယ်ပေါ့နော်ကျန်တဲ့2000ကတော့ဟိုနှုတ်ဒီနှုတ်နဲ့ကြံခဲ့တယ်ပေါ့နော်ဒီတော့ဒီမှာဆိုရင်တော့ပစ္စည်းကိုလောကကိုအယောင်းတွေပေါ့နော် refund နဲ့ discount မနှုတ်ရသေးတဲ့အယောင်းပဲဖြစ်ပါတယ်ဒီ net sale ဆိုတာကတော့တကယ်မိတ်ဆွေရဲ့လက်ထဲကိုဝင်တဲ့ပိုက်ဆံပါအမြတ်ငွေလို့ပြောလို့ရပါတယ်ဒီထဲမှာဆိုရင်မိတ်ဆွေနေတဲ့ discount တွေမပါဘူး refund တွေdiscount တွေပေးတယ်ဆိုရင်လည်း discount တွေကိုနှုတ်ပြီးသား refund ပြန်ပေးရတယ်ဆိုလည်း refund တွေကိုနှုတ်ပြီးသားပြီးတော့မိတ်ဆွေက government tax ဆောင်ရတဲ့လုပ်ငန်းဆိုရင်လည်း government tax တွေကိုဒီမှာနှုတ်ပြီးသားမိတ်ဆွေရဲ့လက်ထဲမှာတကယ်ကိုမှရတဲ့အမြတ်ငွေဆက်ကို net sale မှာပြသပေးထားပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့မိတ်ဆွေဒီ sale report ကိုဘယ်လိုကြည့်ရမလဲဆိုတဲ့ဟာရဲ့ sale report မှာပါတဲ့ gross sale ရဲ့ net sale ကိုကျွန်တော်ပြောပြပေးခဲ့တယ်ဒါအပြင်မှာ daily sale ပေါ့နော်နေ့စဉ်ရောင်းအားတွေကိုဘယ်လိုကြည့်ရမလဲဘယ်မှာကြည့်ရမလဲဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်